အခုနာလို့အချောင်းမိလိုက်ဆိုရင်မစက်ကြီးကမဆက်ဘူးအဲ့လိုဒီနေ့ကတော့တင်ဝါလေးစမှာပေါ့နော်တင်ဝါလေးကတော့အေးနေတဲ့အတွက်ကြောင့်မလို့အပူအရင်နှွေးမှာပေါ့ပြီးတော့ဒါလေးကကြာရေစိုးတည်ထားပေါ့နော်ရေစိုးတည်ထားတဲ့အချိန်မှာဆိုရင်တင်ဝါလေးတွေကိုအတုံတုံလေးတွေနဲ့ပြောင်းလုပ်ထားမှာပေါ့နော်ဘာဖြစ်လဲဆိုတော့အဲ့မှာနှွေးရတာလွယ်တာပေါ့နော်ကျမကတော့ဒီကောင်းကြီးကြည်တောက်လေးကိုတုံတုံလေးပြည့်ပြည့်ရတော့ခွာတာမလွယ်တဲ့ကြောင့်မို့ဒါလေးနဲ့အရင်ဆုံးထိတ်ကနေခွဲပါတယ်အခုအဲ့ဆိုရင်တုံတုံလေးအများကြီးရလာပါပြီနော်ဒီရေစိုးလေးဆူလာရေးဆိုရင်ပေါင်းမယ်ပေါ့နော်ပေါင်းမယ်ဆိုရင်အပေါ်ကအဖုံးလေးပါပို့ပြီးတော့ဆင်ပြီးမှာအဲ့ဆိုတော့ပူလွယ်တာပေါ့ကျမရဲ့ special အဖုံးလေးနဲ့ဖုံးထားပါပြီနော်ဖုံးပြီးတော့နည်းနည်းလေးပူလိုက်တဲ့ခါကျရင်လှက်ကြည့်လိုက်မယ်အဲ့ဆိုတော့စားလို့ရပါပြီကဲပြီးတော့ဒီမှာစီမမွေးလေးကတော့မရှိလို့စီမမွေးရလေးထည့်လိုက်ပါတယ်ပြီးတော့ကျမစားလေးတွေနဲ့ထည့်ပါတယ်တချို့ကကြတော့လေဒီသင်းဝါးကိုခန်းကျင်သည့်အနှစ်ကလေးတွေနဲ့ခန်းကျင်သည့်ချက်နဲ့သူတို့ကစားကြတာပေါ့နော်ကိုရီးယားတော့ခန်းကျင်သည့်နှစ်နဲ့မကြိုက်ပါဘူးစားလေးနဲ့စီမမွေးလေးနဲ့စားတော့ဝယ်အရင်ကြိုက်ပါတယ်ကဲစားပါတော့မယ်ဒီမှာကြီးအတုံးလေးလောက်ရတာဆိုရင်စားရတာလွယ်တယ်ပေါ့နော်အခုနာလို့အချောင်းမိလိုက်ဆိုရင်မစက်ကြီးကမဆက်ဘူးလေဒါလေးတောင်မှခွက်ခွက်ပြီးစားနေရတာပေါ့နော်အရင်ဆောက်လို့ကောင်းပါတယ်မစားတာလဲကြားနေပါပြီဒါကနေရဆိုရင်အိမ်ကပေးလိုက်တဲ့ဟာဆိုရင်ပို့ပြီးတော့မွေးပါတယ်အခုကတော့ဒါနေရဆိုရင်ပဲတောင်ကြီးကအမပေးလိုက်တဲ့တင်ဝါလေးပါအရင်ကိုစားလို့ကောင်းပါတယ်တောင်ကြီးကတွန်းဝါလေးဆိုရင်မဲ့အရန်ကိုမှုေးပြီးကြတော့လေအီလေးနဲ့နူးညံ့နေရပဲလေလားဒီရန်ကုန်မှာစားချင်လို့ဝယ်စားပြီးတော့ဆိုရင်လေမှုေးလည်းမွေးဘူးပြီးတော့လေအထဲရလေနက်လည်းမနက်ဘူးဆိုတော့စားလို့အရန်မကောင်းပါဘူးဒါလေးကတော့အရန်ကောင်းပါတယ်ပြပိုင်ပါ